Hello အားလုံးပဲမင်္ဂလာပါရှင်စာဖတ်သူ channel လေးမှာကြိုဆိုပါရစေအခုတစ်ခါဖတ်ပြမယ်ဝတ္ထုတိုလေးရဲ့အမည်ကတော့စာရေးဆရာမဂျူးရဲ့စောင့်ဆိုင်ခြင်းဤနေရာမှာဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်နားဆင်ခံစားပေးပါအောင်ရှင်စောင့်ဆိုင်ခြင်းဤနေရာမှာနောက်တစ်လခန့်ကြာလျင်သူနှစ်တွေ့ရတော့မည်ဟုသောအသည့်သည်မယုံကြည်နိုင်ပွဲရာပင်ဖြစ်သည်သို့သောသူပြန်လာတော့မည်အိမ်မက်တစ်ခုမဟုတ်ပါဒါတကယ်ဖြစ်မှန်ပဲ၃နှစ်ကြာခွဲခွာနေရသောခင်မွန်းတဲ့နဲ့ပြန်လဲတွေ့ဆုံရတော့မည်အသည့်တရားသည်မိမသားတဦးအတွက်အဖိုးထိုက်တန်လာသောပြည့်စုံမှုတစ်ခုပင်ဖြစ်သည်ဖြူစွသောစာရွက်ကလေးသည်ပါလှက်သောကြောင့်လက်ထဲမှကင်ထားလျက်ကပင်တစ်ဖြက်ဖြက်လွင့်ပါတော့မတက်ဖြစ်သည်ဤစာရွက်ကလေးပေါ်မှအနက်ရောင်လက်ရေးတော်များသည်ကျမတို့နှစ်ယောက်ဤကုံဆုံးသွားသောဖြစ်ရများကိုတည်ဆောင်လာခဲ့သည်ရှေ့ဆက်၍ရင်ဆိုင်ရမည်စိတ်ခံစားမှုများကိုလည်းကြိုတင်ပြောပြနေသည်ကျမတို့နှစ်ယောက်ဤကုံလွန်ခဲ့ပြီးသောပရိပခများပျော်ရွှင်မှုများစိတ်ဆင်းရဲမှုများထို့အပြင်ကျမတို့နှစ်ယောက်ဤချစ်ချင်းမေတ္တာများသူထွက်ခွာသည့်နေ့ကရန်ကုန်မြို့တွင်မိုးဖွဲဖွဲရွာနေသည်လေးစိတ်ခမ်းမထဲတွင်ကျမမျက်ရည်မကျခဲ့ပါညတညလုံးနှင့်တမနက်လုံးကျမသူနှင့်ခွဲခွာရန်နှုတ်ဆက်အားတင်းရင်မျက်ရည်ဝိတ်တည်ခဲ့ပြီးလူတွေနဲ့ဆက်ဆံတဲ့အခါတိတ်ပြီးမယိုးသားပါနဲ့နော်မင်းရင်ထဲမှာရှိတာတွေကိုအတက်နိုင်ဆုံးမျိုးတိတ်ထားဘသူကိုမှမယုံနဲ့နော်ဘာပဲလှုပ်တတိထားနော်မင်းကနမောနမဲပြစ်စလက်ခက်လှုပ်ချင်တဲ့စနစ်တကျစီကံထားနော်ကိုပြန်လာတဲ့အခါကိုတို့ဒီအိမ်ငန်းသေးသေးကလေးကနေပြောင်းကြမယ်ဒါကိုစိတ်ထဲမှာအမြဲတွေးထားခွဲခွာရမည်ဇနီးတဲ့ကိုနောက်ဆုံးညတွင်သူမှာကြားသွားသောစကားများကအလွန်လက်တွေ့ကြလွန်သောကြောင့်လွမ်းဆွတ်အားငယ်ရန်ပင်ကျမမေးလျော့နေခဲ့သည်လေးစိတ်မရောက်မီအငှားကားပေါ်တွင်သူကရင်မောနိုင်မည်စကားများကိုရွေးချယ်ပြောဆိုနေခဲ့၏ကြည်စံကိုနောက်တနာရီကျော်လောက်ကြာသွားတဲ့အခါမြန်မာစကားလုံးဝပြောရတော့မှမဟုတ်ဘူးအခုနေအားရအောင်ပြောထားမှဖြစ်မယ်ကိုတို့စကားပြောကြဆိုလားခမ်းမထဲတွင်ကျမလွမ်းဆွတ်ချိန်မရပါသူကလေးစိတ်သူအချိန်ကိုက်ဝင်ရောက်ပြီးစာရွက်စာတမ်းများပုံစံများဖြစ်ရင်းဖြင့်အလုံးရှုပ်ပြနေခဲ့သည်စစ်စေးရေးကောင်တာသို့ဝင်ကားနီးမှာတော့ကျမကိုတစ်ချက်ပြုံးပြကခေါင်းဆက်၍နှုတ်ဆက်၏ထို့နောက်ကျမရှိရာဘက်သို့လုံးဝလှည့်မကြည့်တော့ဘဲကောင်တာတစ်ခုချင်းကျော်ဖြတ်သွားကမှန်လုံးခန်းနောက်သို့ဝင်ရောက်ပြောက်ကွယ်သွားသည်စစ်စေးပြီးခီးသည်များအခန်းတွင်သူရှိနေစဉ်တစ်ချိန်လုံးကျမကလေးစိတ်စားတောက်ခန်းတွင်ကော်ဖီတစ်ခွက်ဖြင့်အချိန်ကုန်စေခဲ့ရသည်လေရင်ထွက်ခါနေအချိန်မှာတော့လေစိတ်ဝရန်တာဘက်ထွက်ခါရှာဖွေဖွေနောက်ဖက်အုတ်ခုံနန်းပေါ်အထိကျမတက်၍မတ်တက်ရက်ခဲ့လေသည်ကျမကြိုတင်ကြံရွယ်ချက်ဖြင့်ဂျပန်နိုင်ငံလုံး30ချိုးခေါက်ထိအနီရဲကလေးကိုကင်လာကဒီကလေးဖွင့်ဆောင်၍သူ့ကိုနှုတ်ဆက်ခဲ့သည်သူလေးရင်မော့အတက်ဒီဘက်လက်အကြီးတွင်ဒူအုပ်ကြားထဲမှထင်းနေသောအနီရောင်ကလေးကိုသူမြင်မှာပဲသူပြုံးလိုက်တာကျမမြင်ရသည်ကျမ၏ထီကလေးကိုပြုံးပြတာလားလေးစိတ်ဝရန်တာရှိလူအလုံးကိုပြုံးပြတာလားကျမမသိနူးနယ်လာသေးသောကျမတို့အိမ်အောင်သက်အတွင်းသူမပါဘဲကျမဘဝကိုပထမဆုံးချိန်ဖြတ်တန်းရတော့မည်ဟုသောအတွေ့ဖြင့်ရင်ထဲမှနောက်ကြည့်လေးပင်နေခဲ့သည်သူမရှိဘဲကျမ၏နေရများကိုဘလို့ကုံဆုံးစေရမှာပါလေကျမကြာရှည်မှရင်ဆိုင်နိုင်ပါမလားလေးစိတ်မှအပြန်တွင်ကျမ၏ခန္ဓာကိုယ်ကသာကားပေါ်ပါလာလျက်စိတ်ဝိညာဉ်ကသူ့အပါတွင်ကျန်ရခဲ့သည်သူ၏သစ္စာကိုကျမယုံကြည်ပါသည်ထို့ပြင်ကျမ၏သစ္စာကိုလည်းကျမယုံတယ်လို့သူယုံကြည်ပါသည်သို့သောလက်တွေ့ကြလွန်သောသူသည်သူမပါဘဲရင်ဆိုင်ရမည်ကျမ၏နေရများကိုတော့လုံးဝထည့်မတွက်ခဲ့ပါသူမရှိသောကျမတို့အိမ်ငန်းကလေးသည်ဝမ်းနေခြင်းအငွေ့သက်များဖြင့်တိတ်ဆိတ်ငြိမ်သက်၍ကြံခဲ့သည်အပြင်ဘက်မှဝင်ရောက်တိုက်ခတ်တော်လေသည်သူရှိစဉ်ကလိုမလန်းဆန်းမအေးများလာဘူးဟုထင်သည်နက်နက်အိယာထားချိန်ကျမဖြော်သောကော်ဖီသည်သူဖြော်ပေးသောကော်ဖီလောက်အရသာမရှိဘူးဟုထင်သည်ကျမစူးစမ်းဖတ်ရမှပြင်သောဝတ္ထုများကိုသူဖတ်ပြီးတကြောင်ချင်းဘာသာပြန်ပေးတတ်သောညအိယာဝင်အချိန်များတွင်တော့ကျမရင်ထဲမှဆွနှစ်သိနာကျင်မှုသည်ဘယ်တော့မှမပြောက်ကွယ်နိုင်တော့သလိုထင်ရသည်သူနှင့်ခွဲခွာပြီးကျမအသက်ရှင်ရက်တည်မည်ဆိုတာဘလို့မှမဖြစ်နိုင်ပါချိုးငယ်စွာနေရခြင်းနေရပါစေနှစ်ယောက်အတူနေရပြီးချိုးငယ်ခြင်းသည်တယောက်တည်းသာကြံပြီးပိုးများကြွယ်ဝရခြင်းထက်ပို၍ပြည့်စုံပါသည်
သို့သောခေါင်းမာသောကျမခင်မွန်ကတော့ကျမကိုထားရခဲ့ပြီဖြစ်သည်စောင့်နေရသူတယောက်အတွက်အချိန်သည်အလွန်အမင်းကြမ်းကြာလေးရှိသည်ကျမအတွက်အချိန်များသည်ကုံဆုံးရန်ရှည်ကြာလှ၏ပထမပိုင်းတွင်အချိန်ကုံဆုံးစေရန်ရုံးချိန်ပြင်ပများတွင်သို့မွေးထိုးခြင်းစာဖတ်ခြင်းအလုပ်ကိုဂရုတစိုက်လုပ်ယူရသည်နောက်ပိုင်းမှာတော့ကျမသည်တယောက်တည်းနေရခြင်းနှင့်နေသားတကျဖြစ်လာပါသည်စားတောက်ပြီးသွားသောထမင်းပကံများကော်ဖီပကံများကိုချက်ချင်းမစေးပဲလက်စေးကန်ထဲတွင်ဒီအတိုင်းချထားပြီးစာဖတ်ခွင့်ရရှိသည့်အခါမှာတော့ကျမဤတန်တာမှုများနည်းနည်းသက်သာရခဲ့သည်ရုံးချိန်နီး၍ခမန်းကရန်ရေချိုးအလှပြင်ရသည့်အခါဖက်လက်စားစာအုပ်များကိုမွေးရာပေါ်သည့်အတိုင်းပစ်ထားခဲ့ရတာကလည်းထူးခြားသောအရာသာတစ်မျိုးဖြစ်သည်ရုံးသွားကနီးသူ့အတွက်ဒုက္ခရဲ့ထမင်းဘူးထည့်ပေးရသည့်တာဝန်တစ်ခုရောနေသွားသည်ကိုတဖြည်းဖြည်းသတိထားမိလာသည်ကျမကတော့နေလေစာကိုကြုံသလိုစားတတ်သည်ကျမသိပ်ပြင်းလျင်နေလေစာကိုရုံးဘေးကစားတောက်ဆိုင်တွင်ဖြစ်သလိုစားတောက်ပစ်လိုက်၏သူသာရှိရင်တော့သူကဒီလိုပြင်ပအစားအစာများကိုကြိုက်နှစ်သက်တဲ့သူမဟုတ်သူကနေရာတကာရွံရှာတတ်သည်တခါလမ်းဘေးကပူရီဆိုင်မဝင်းကားဆိုင်တို့တွင်ကျမစားခြင်း၍သူပါဝင်ရောက်စားတောက်ဖို့ကြိုးစားသည့်အခါရေကြိုင်ထဲတွင်ပကံစေးနေသည့်ပုံစံကိုမြင်ပြီးသူလည်းလုံးဝမစားခြင်းကျမကိုလည်းလုံးဝစားခွင့်မပေးတော့ဘဲဇွတ်ထွက်သွားတတ်သည်လမ်းဘေးကအကျော်ပြောင်းမှုပြုတ်တို့ကိုကျမဝယ်စားဖို့ခဏကြိုးစားပြီးဘယ်တော့မှမစားရပါသူကထိတ်လန့်တကြားတားမြစ်တတ်သောကြောင့်ဖြစ်သည်ကျမကလည်းပြောင်းမှုပြုတ်တို့ရေခဲပလုတ်တို့အချင်းမောင်းတို့လိုထွေလီကာလီတရေစာများကိုအလွန်မမောတတ်သူနိုင်ငံသားထွက်သွားပြီး4-5လကြာသည့်အခါမှာတော့ကျမထိုအစားအစာများနှင့်တော်တော်ကိုရင်းနှီးကျွမ်းဝင်နေပြီသူကကြိုတင်မှန်းဆမိပုံရ၏လမ်းဘေးကအစားအသောက်တွေကိုမစားနဲ့တော့မင်းဝမ်းကယောဂပြန်ထနေမယ်သူကျမစီစားလေးလျင်အမြဲတတိပေးတတ်၏ကျမကဝမ်းသာအားရသူ့ကိုလိန်ရသည်စိတ်ချစမ်းမကွဲကိုအိမ်မှာချက်တဲ့အစားအသောက်ကလွယ်ပြီးဘာမှမစားဘူးရေတောင်ရေချဲအေးပဲတောက်တာတကယ်တော့ကျမအပြစ်မှာကြုံသလိုလမ်းဘေးအစားအသောက်များကိုမရေရှက်ရေစားတောက်နေခြင်းဖြစ်လေသည်လွန်ခဲ့သောနှစ်တွေတုန်းကတော့ဇီစာကြောင်သည့်လူတစ်ယောက်နှင့်လက်ထက်ရလိမ့်မည်ဟုကိုဘယ်တွေးခဲ့မိပါမလဲတကယ်ကိုကျမတွေ့ဘူးသမျှလူအလုံးတွင်ကျမခင်မွန်သည်ဇီစာအကြောင်းဆုံးလူဖြစ်သည်သူကပျော်ရွှင်မှုထက်စနစ်တကျဖြစ်မှုကိုပို၍လိုလားသည်ကျမလိုနမောနမဲနိုင်သူတယောက်ကိုသူဘာဖြစ်လို့တိတိကြီးနဲ့လက်ထပ်ခဲ့ရတယ်လဲဟုတခါတရံစိတ်လှုပ်လဲရကျမမေးလျင်သူပြုံးကအချစ်ပေါ်ဟုဖြေတတ်၏ကျမကသူ၏အချစ်ကိုကျေးဇူးတင်သည်သူ၏စနစ်ကြမှုထိန်းချုပ်တတ်မှုကိုလေးစားသည်သို့သောအချစ်သည်စနစ်တကျဖြစ်မှုနှင့်ပေါင်းစပ်လိုက်သောအခါဇီစာကြောင့်မှုဖြစ်ပေါ်လာကြောင်းကိုတော့လက်ထပ်ပြီးမှကျမသိရသည်အိမ်ငန်းရှာသည့်အချိန်ကစ၍ကျမတို့နှစ်ယောက်၏ပဋိပက္ခများစတင်ခဲ့သည်ကျမကနှွေးထွေးလိုက်လျော်သောလူနေရက်ကွက်မှအိမ်ငန်းရှာခြင်းသည်သူကလူတွေကိုမုန်းသူပြီးအေးဆက်စွာတည်တံ့နေတတ်သည့်ရက်ကွက်ကိုသဘောကျသည်မင်းမောင်ဝစ်စုံဘဏ္ဍခုဆိုတာလိုက်ကြည့်ရတွက်ပြီးအတင်းပြောတတ်တဲ့ရက်ကွက်မျိုးကိုမင်းသဘောကျတယ်ပေါ့အိမ်နဲ့တအိမ်ဝင်ထွက်စကားများဟိုပစ္စည်းငါဒီပစ္စည်းငါစနွေးမုံကအစာတောင်းအိုးဒါနှွေးထွေးလိုက်လဲတတ်တဲ့သူတွေကူညီတတ်တဲ့သူတွေနှွေးထွေးလိုက်လဲတာနဲ့ဆက်စုတာနဲ့တခြားစီကွသူကျမကိုအလျှော်ပေးခြင်းမဟုတ်ပဲကျမတို့၏ငွေကြေးပမာဏကိုအလျှော်ပေးလိုက်ရသဖြင့်လူနေအိမ်ထူထပ်သောကန့်ညက်သောရက်ကွက်ကလေးမှအခန်းတစ်ခုရခဲ့သည်ကျမတို့လမ်းထဲကလူတွေကကျမကိုချစ်ခင်ကြပြီးသူ့ကိုချင်ကြသည်သူရှိမှလမ်းထဲကအမျိုးသမီးတွေနဲ့ကျမရင်မောစကားပြောတာကြားသွားလျင်အိမ်ရောက်တော့သူကျမကိုမဆုံးနိုင်အောင်စပူနေတော့သည်ဒီမိန်းမတွေကတစ်ချိန်လုံးသူများအကြောင်းလည်ပြောနေတဲ့သူတွေပျော်ပျော်ရွှင်ရွှင်ကြီးအနာဂတ်မဲ့နေတဲ့လူတွေမင်းသူတို့ကိုသာလိုက်ရောနေရရင်မင်းဘဝဘယ်တော့မှတိုးတက်မှာမဟုတ်ဘူးသူကတော့မျက်နှာထားတည်တည်ဖြင့်ခက်မှန်မှန်သာနေလေးရှိသဖြင့်သူတို့အားလုံးကရှောင်ကြ၏သူရှိနေလျင်ကျမတို့အိမ်တို့ဘယ်သူမှမလာပါတခါတရံသူမရှိခိုက်အိမ်ကြီးချင်းများကိုဧည့်ခံစကားပြောမိတော့သူပြန်လာလျင်သူကနည်းနည်းမှအာနာမှုမရှိကျမအနီးရောက်လာပြီးအလုံးမရှိအလုံးရှာ၍ကျမကိုခိုင်းတတ်သည်ဟာမင်းရေချိုးခန်းထဲမှာအဝတ်တွေဒီတိုင်းစိန်ထားပြီးစကားထိုင်များနေတာလားကိုလုံးကွာထကဲကျမဘလောက်များမျက်နှာပူရမလဲထိုဧည့်သည်မိန်းမမျက်နှာမဲကနေဖြစ်သွားကချက်ချင်းထပြန်သွား၏နေစမ်းမအောင်ဘယ်ကအဝတ်တွေစိန်ထားလို့လဲဟုကျမမေးလိုက်ရင်တော့သူကထုံးစံအတိုင်းဘာအဝတ်မှမစိန်ပါဘူးကိုအမြင်ကက်လို့တဲ့
လက်ကားသူများအလုပ်ပြအောင်လာနောက်ရှက်တဲ့မိန်းမတွေတဲ့ဘာအလုံးမှဖြစ်မရှိဘဲနဲ့ဟိုကျမကညူစုလျင်သူကကျမကိုလက်မောင်းမှဆွဲခေါ်ကကျိုးရမ်းမော်တွင်တိုးလိုတန်လန့်ဖြစ်နေသောချိန်များနှင့်အင်ကြီးများထမိန်များကိုပြလေသည်သူကအင်ကြီးတန်မော်တွင်ဝက်လက်စာအင်ကြီးတစ်ထည်ထပ်ပိုရှိနေခြင်းမျိုးကိုမနှစ်သက်ပေသူကအာနာဟုမသိတာလောက်အောင်ပျော်ပြောင်းသည့်တိုက်တွန်းမှုမျိုးကိုကျမအပေါ်မှာကျွမ်းကျင်စွာပြုလုပ်တတ်သည်၏သူနှင့်အတူလမ်းလျှောက်ရင်းသို့မဟုတ်လက်ဖက်ရည်ဆိုင်မှာစကားပြောရင်းတခုခုကိုကျမသဘောကျကတဟားဟားရေမောမိလျင်သူမျက်စိမျက်နှာပြက်ကကမန်းကရန်တားမြင်၏ဟာဒီလိုမရရဘူးလေတိုးတိုးသူ၏နူးညံ့သောကန့်ကွက်မှုကိုကျမကျေနပ်စွာလက်ခံလာရောခဲ့ပါသည်သူကကျမကိုသူ့အကြိုက်အဝတ်အစားများကိုသာဝတ်ဆင်အောင်အနှွတ်ညွတ်တောင်းပန်တတ်သေး၏မင်းနဲ့ဒီလေပင်ကျဲကျဲပုံစံတွေနဲ့မလိုက်ဘူးတိလားလေပင်ကျဲတဲ့အင်ကြီးတွေကလူအများရှိမှအမြဲတမ်းထားနေရတာမျိုးလူကျက်တဲ့ဘတ်စကားတွေတိုးဝင်ရတဲ့အခါဟိုင်းလက်ကားပုံဟုံးတက်တဲ့အခါကိုကိုင်းမိကားပေါ်ကဆင်းတဲ့အခါအိုးမကောင်းမှုကွာမွေးပါနဲ့နော်ကိုကမင်းနာမှာမင်းကိုတစ်ချိန်လုံးစောင့်ကြည့်သတိပေးနိုင်တာမှမဟုတ်တာနောက်မဝတ်နဲ့နော်သူဝယ်ပေးသမျှတီရှပ်တွေကအမြဲလေပင်ကအတိအကက်ကျမကတော့ဒီလောက်လဲသတိထားတတ်သူမဟုတ်၍ကျမအတွက်ဘာမှမထူးကြပါသူမဝတ်စေချင်သောအင်ကြီးမျိုးကိုမှဝတ်ချင်လာချင်ရဲ့ဟူသောစိတ်လည်းမရှိပါထို့ကြောင့်လဲသူမရှိသည့်ကာလများအတွင်းကျမ၏လုံခြုံမှုအတွက်သူစကားများကိုလိုက်နာကသူသတိပေးသည့်အတိုင်းနေခဲ့ပါသည်သူကျမစီရေးသမျှစာတိုင်းလိုတွင်ကျမ၏အနေထိုင်အပြောအဆိုကိုဆင်ញင်ရန်သတိပေးလေရှိသည်လမ်းဖြတ်ကူးရင်ကားတို့မလို့ခဏဖြစ်၍ဆွဲထင်းရသောကျမကိုသူပဲစိတ်ချနိုင်ပါမလဲလေသူ့ပူပန်မှုကိုကျမခံစား၍ရပါသည်လမ်းကူးတဲ့အခါတတ်နိုင်သမျှမီးပွိုင်းကနေကူးပါတငယ်ချင်းနဲ့လမ်းမှာတွေ့ပြီးစကားအမြင့်မပြတ်ပြောရင်းလမ်းကူးတာမျိုးမလုံးနဲ့လမ်းဖြတ်ကူးရင်ကားတွေကလွဲပြီးဘာကိုမှအာရုံမထားနဲ့ဘတ်စကားအတက်အစင်းနှိကွေးလာတော့ကျမကိုသူအမြဲဂယုဏတော်သားရှင်စုပူလေးရှိသည်မင်းကလေကိုတတိထားကြည့်နေတာကြာပြီအဖွားအိုလေးလိုတုံနေမလုံးနဲ့ကိုပိုင်ကားမဝယ်နိုင်သေးတဲ့ဘဝမှာဘတ်စကားတိုးရင်ဒီလောက်တော့ဒုက္ခခံရမှာပဲကိုတက်တဲ့ဘတ်စကားမှာရအောင်လိုက်တက်ဖို့ကမင်းတာဝန်ပဲကိုနေရတကမင်းလက်ကိုဆွဲခေါ်မပေးနိုင်ဘူးတခါတော့ကသူနဲ့ကျမဘတ်စကားအတူတက်ကြပြီးသူကကားတဲ့အရင်ရောက်သွားကကျမကလူတွေတိုးမှုကြောင့်နောက်မှကြံခဲ့ဘူးဤလူကျက်လွန်သောကြောင့်သူကျမပါမလာမှန်တော်နဲ့မသိပေအိမ်ရောက်ခါနေကြမှသူသိသည်တဲ့ထိုနေ့ကသူ့နောက်နိုင်ဝက်လောက်ကြာမှကျမအိမ်ပြန်ရောက်သွားသည်သူအိမ်ဝရန်တာမှကျမကိုထွက်မြော်နေတာလမ်းထိပ်ကလေးကကျမမြင်ရလေသည်ယခုတော့3နှစ်အတွင်းကျမလည်းဘတ်စကားတွေနဲ့နေသားကြနေပြီသူပူပင်သလိုလဲတခါမှမဖြစ်တော့ပေသူကတော့စာရေးသည့်အခါထဲရေးသတိပေးမြဲဖြစ်သည်ရှေ့ကမ်းမှာနေရာရလို့ရှိရင်ကားတကားဖွင့်စင်းကနေမှအလင်းမလုံးနဲ့မှတ်တိုင်ဆိုတာကားတစ်စီးနဲ့တစ်စီးအမြဲပြိုင်ကျော်နေကြတဲ့နေရာနောက်ကားဂယူးဆိုင်ကြည့်ပြီးမှတကားဖွင့်စင်းကြလာသူကတော့နေရာတကာစနစ်ကြသူပြီးဘယ်နေရာမှအမှားရွေးမရှိပေကျမမားလင်းလင်လဲအဖေတယောက်လိုပဲစူပူ၍မပြီးတော့ချေကျမပစ္စည်းတစ်ခုခုပျောက်သွားလျင်သူများမြင်မိသလားကိုင်းမိသလားသွားမမင်းနှင့်ပျောက်သည့်ပစ္စည်းတန်ဖိုးနှင့်မမျှတအောင်သူဝေဖန်သည့်တန်ကိုခံရ၏ကျမမကြာခဏပျောက်တတ်သောပစ္စည်းများမှာဖက်လက်ဆစာအုပ်လက်ပတ်နာရီလက်စွပ်မီတာဆောင်ရန်ဖြတ်ပိုင်းစသည်တို့ဖြစ်သည်မောင်ရေး9နာရီလေးများဗမာမြင်မိလဲရင်ဟုမေးမိလဲရင်သူကဒေါသတကြီးမသိဘူးဟုခက်ပြက်ဖြေတတ်၏ကိုပစ္စည်းကိုဘယ်နာထားမိမှမသိနိုင်လောက်အောင်နမောနမဲနိုင်တဲ့မိန်းမတဲ့နောက်ပိုင်းတော့ကျမဘာသာတိတ်ကြွေရှာရသည်ဒါပေမဲ့တနည်းနည်းနဲ့သူသိသွားတာပါပဲဥပမာကျမလက်ပတ်နိုင်မပါပဲယုံသွားသည့်အခါမျိုးစာကြည့်တိုင်းမှာစာအုပ်ပြန်ရက်စေသည့်နေ့နံနက်ပိုင်းတွင်တခန်းလုံးထောင်းတောက်အောင်စာအုပ်ရှာဖွေနေရသည့်အခါမျိုးထိုအခါမျိုးတွင်သူပြုံးသည့်အပြုံးကအလွန်မုန်းမှုကောင်းလာသည်တိလာတရောသည့်အပြုံးလေပစ္စည်းပြောက်ကိုကူရှာပေးဖို့တော့ဝေးလေစွာသူနှင့်ဘာမှမသက်ဆိုင်သလိုအထက်စီးအပြုံးဖြင့်ကြည့်နေတတ်သည်အဲ့ဒါကသူနဲ့မသက်ဆိုင်သည့်ပစ္စည်းမျိုးမှပေါ့လေသူနဲ့သက်ဆိုင်သည့်ပစ္စည်းမျိုးပြောင်းမိလျင်တော့ထိုပစ္စည်းမတွေ့မချင်းကျမနေကြရပဲမရှိတော့ဥပမာလက်သေးညက်လိုပစ္စည်းမျိုးဧကန်နံရန်ကပ်မှန်မှာတင်ထားသည့်ဘီစာအုပ်ဘီတို့မှာစာအုပ်တစ်ခုခုစပွဲအန်ဆွဲထဲမှာဘောပင်ဖောင်တင်သူ့အပေါ်ပို၍စိတ်တူရသည်မှာတော့သူစိတ်ကောက်လျင်ကြားတဲ့လွန်၍ဖြစ်သည်အိမ်ထဲနေတစပွဲတဲ့ထမင်းစားတကရင်နဲ့အိတ်တ
တစ်ချိန်နဲ့ယုံသွားယုံပြန်ရသည့်လင်များနှစ်ယောက်အတွက်သူ့လိုစိတ်ကောက်ကြရှိခြင်းမျိုးကမဖြစ်နိုင်ဟုထင်ရတော့လေသူကစိတ်ဆိုးဒေါသဖြစ်ရာတွင်တကယ်ကြရှိတတ်သည်ပထမတော့ကျမကထိန်းချုပ်နိုင်စွမ်းအားနည်းသေးသဖြင့်ကျမကကြီးဆဆခုံမိသည်နောက်ပိုင်းမှာတော့ကျမကလည်းပတ်သွားပြီလေဤကဘာမြေလောကတွင်သူမရှိလဲဖြစ်သည်ဟုသောပုံစံအချို့မျိုးဖြင့်နေတတ်သွားပြီထမင်းကျွေးစရာရှိလျင်မောင်ရေးထမင်းစားစို့ဟုဝတ္တရားမပြတ်ခေါ်ရုံးသွားချိန်မှာသူထမင်းဘူးကိုဝတ္တရားမပြတ်စီစဉ်ပြီးကြံသည့်အပိုစကားတခွန်းမှမပြောမိအောင်စိတ်ကိုထိန်းချုပ်မျက်နာကိုလည်းစိတ်ကောက်သူဤမျက်နာမျိုးစုပုံမထားမိစေနဲ့တာမန်တည်ငြိမ်မှုရအောင်ထိန်းထားညအိယာဝင်ကျမအတွက်ကော်ဖီထဲမဖြော်လျင်လဲဝမ်းမနေနဲ့ကို့ဘာသာမီးဖို့တဲ့သွားဖြော်တော့သူတခုခုမေးလျင်စိတ်ကောက်ပြီးမဖြေဘဲမနေနဲ့ပုံမှန်အတိုင်းဖြေပြီးလျင်တော့ကိုယ်ဆန္ဒနဲ့ကိုယ်စကားတခွန်းမှမပြောမိစေနဲ့ထိုနည်းများမှာအိမ်အောင်သက်တစ်နှစ်အတွင်းမှာကျမလျင်မြန်စွာတက်လာသောနည်းများဖြစ်ပါသည်ထိုနည်းများမှာထင်းသည့်ထက်လည်းပို၍အောင်မြင်တတ်ပါသည်ဒီလိုနှင့်မူလကစိတ်ဆိုးဒေါသဖြစ်သူမှာသူဖြစ်တော်လဲနောက်ပိုင်းတွင်ကျမကစိတ်ကောက်သူအဖြစ်ပြောင်းလဲသွားတတ်၏သူ၏မျိုးသိမ်းနိုင်စွမ်းနှင့်ကျမ၏မျိုးသိမ်းနိုင်စွမ်းရှင်သည့်ပွဲတွင်အမြဲလိုကျမအနိုင်ရလေးရှိသည်ကျမမှရှိသည့်လျှို့ဝှက်ချက်ကရှင်းကလေးပါသူကကျမလိုအပေါင်းအသင်းဆက်သူမဟုတ်၍သူ၏နောက်တစ်နေ့အစီအစဉ်မှာရိုးစင်းသည်စိတ်လှုပ်ရှားပွဲမရှိစိတ်ကူးဖြင့်ပျော်ရွှင်နှစ်သိမ့်နေဖို့မဖြစ်နိုင်ကျမကအပေါင်းအသင်းများသည်မို့ကျမ၏နောက်တစ်နေ့အစီအစဉ်ကိုစိတ်ကူးဖြင့်ပျော်ရွှင်နေလျင်ဘေးနားမှသူငူကြီးရှိနေတာကိုမေ့ပြောက်ထားလို့ရနေသည်သူနှင့်အတူတခန်းထဲနေရပြီးသူလှလျူရှုမှုကိုသိခံနိုင်ရန်စိတ်ကူးအာရုံတစ်ခုခုဖြင့်အစားထိုးထားကြောင်းသူမသိပါဥပမာမနက်ဖြန်ကုမ္ပဏီရုံးစင်းချိန်မှာအိမ်ကိုချက်ချင်းပြန်မလာသေးပဲရုံးကတငယ်ချင်းတွေနဲ့ရေခဲမှုန့်သွားစားမည်ဖျားသွားမည်သို့မဟုတ်နေ့လယ်တွင်ရုံးမှလက်ဖက်တုပ်တစ်ပြောတစ်ပါးတုပ်စားကြမည်အားလုံးကုန်ကြစိတ်ကိုကျမစိုက်ထားပြီးလာကထုတ်သည့်နေ့မှပြန်ဖြတ်မည်တယောက်ကိုပတ်စံဘလောက်ကောက်တင်ပါသလဲသို့မဟုတ်ကျမနှင့်မတည့်သောလက်ထောက်မန်နေဂျာအမျိုးသမီးရှိတွင်သူမအားခက်ရှိတ်ဖြစ်နေသောအဖိုးကြီးတယောက်၏အိမ်အောင်စုအကြောင်းမြေပြိုင်များအကြောင်းသူမကြားနိုင်ုံလေးတန်းဖြင့်ခက်ကြိတ်ဆွေးနွေးပြမည်သို့မဟုတ်မနှက်ဖြန်ရုံးကိုပတ်နှခမ်းဤဆိုစေဖို့ယူသွားပြီးဆိုရမည်သို့မဟုတ်ကျောင်းတော်ကတငယ်ချင်းတွေနဲ့ရုပ်ရှင်အတူကြည့်ရန်တလင်းငွေနေကြဖုံးဆက်ပြီးချိန်ရမည်အေးစစ်စစ်စကားပြောကြမည်ကိုယောက်ျားတွေဤလျှို့ဝှက်ချက်များကိုတလဲစီပြောပြဆွေးနွေးကြမည်ကျမမှာအစီအစဉ်တွေစိတ်ကူးတွေများလွန်သဖြင့်သူ့ကိုအတန်တိတ်ရှင်မြိုင်တိုက်ခိုက်ရာတွင်ညီငွေမှုကိုဖယ်ထုတ်နိုင်ခဲ့၏ဤနည်းကိုသူ့ကိုပြောပြ၍မဖြစ်ကျမတို့စိတ်ဆိုးစရာကိစ္စတွေအများကြီးရှိသေးသည်နောက်ဆုံးတော့သူသာဇဝေဇဝါဖြစ်သွားရလေသည်နေစမ်းမအောင်ကအခုဟာကကိုကမင်းကိုစိတ်ဆိုးနေခဲ့တာလားမင်းကကိုစိတ်ဆိုးနေတာလားဟင်ကျမကရည်ကျင်စိတ်ကိုထိန်းချုပ်ကမသိဘူးလေဟုဖြစ်လျင်တော့သူကတက်ပြင်းတစ်ချက်ချကမတက်တာလွန်၍လိုက်ရောရသည့်ပုံစံမျိုးဖြင့်ကျမကိုပုံမှန်အတိုင်းစကားပြောရတော့သည်ဒီလိုဆိုပြန်တော့ကျမခင်မုန်းကအလွန်ချစ်ဖို့ကောင်းနေပြန်ပါသည်သူသွားကစားကကျမနေစဉ်လိုမျက်ရည်ဝိလေကလွမ်းစွတ်တန်းတာပြီးစာရေးတိုင်းသူကြမနေရန်ငွေသိပ်လောဘမကြီးရန်မှာမိသည်မောင်မရှိဘဲနေရတဲ့ဘဝမှာအမြဲတမ်းကိုငိုချင်နေတော့တာပဲပျော်ရွှင်မှုဆိုတာနှစ်ယောက်အတူရှိနေမှကြုံရတော့မယ်ဒီနှစ်တွေကိုကိုဘလို့ရင်ဆိုင်ဖြတ်ကျော်ရမှလဲသူကကျမကိုအားပေးနှစ်သိမ့်ခဲ့ရလေသည်သူနှစ်ယောက်တစ်ဘဝနေလာရမှတယောက်တည်းဘဝဖြစ်လာတော့အခါကျမ၏စိတ်ခံစားမှုများကတဖြည်းဖြည်းသိမ်မွေ့စွာပြောင်းလဲလာသည်ဒါကလည်းယူပဗေဒသဘောထားရဆိုလျင်တော့ရှင်းကလေးပါအရာဝတ္ထုတိုင်းမှာနေမြဲနေလို့သည့်ဆန္ဒအင်နာရှာဆိုသည့်သဘောရှိသည်တဲ့လူတွေမှာလည်းထိုသဘောတရားရှိမနေဘူးဟုဘလို့ညင်းဆိုနိုင်ပါမည်လဲချစ်ခင်သူများနဲ့အတူတကွပေါင်းသင်းတွဲဖက်နေရသည့်စိတ်ရတကိုဆက်လက်တည်မြဲလိုလည်းရဲ့မတည်မြဲခြင်းကိုကိုယ်တိုင်ကြုံရသောအခါကျမတို့ငိုကြွေးကြရသည်ကျမတို့အင်နာရှာအရာတနည်းအားဖြင့်တော့ကျမတို့ဤအတ္တအရာငိုကြွေးကြခြင်းဖြစ်ပါလိမ့်မည်ယခုတော့သူနှစ်ခွဲနေရသည့်3နှစ်နီးပါးကာလတွင်ကျမ၏နေသားတကြဖြစ်မှုကပြောင်းလဲလာပြီဖြစ်သည်စူပူမြင့်သူမရှိဘဲစိတ်လွတ်လက်လွတ်ပစ္စည်းတွေခဏပြောက်ရသည့်အရာသာတယောက်တည်း3-4ရက်ရှာဖွေပြီးပြန်တွေ့လျင်ပျော်ရွှင်ရသည့်အရာသာသူရှိစဉ်ကသူမကြောက်ခဏဖွင့်လေးရှိသောချိုက်ကိုစကီမိုးဇတ်နှင့်
ရှုဘတ်တိတ်ခွေတို့ကိုတိတ်ခွေပူကြီးဤဟိုးအောင်ဆုံးသို့ပျော်ပျော်ရွှင်ရွှင်ထဲ့သိမ်းထားပြီးဘော်နီတိုင်လာနှင့်ရော့စတီဝတ်တို့ကိုအဆက်မပြတ်နားထောင်ရသောအရာသာအဝတ်ချင်းနဲ့အဝတ်ညစ်တွေစုပြုံနေလဲမင်းအဝတ်တွေတိတ်များနေပြီးဒီလောက်ညစ်ပတ်လို့ဖြစ်မလားကွာနည်းနည်းရှော်မှပေါ့ပါလဲကိုအဝတ်ကိုဟာကိုရှော်ဝတ်တာကိုမင်းကျေးဇူးမတင်သေးဘူးလားမင်းအဝတ်တွေကိုရှော်ပေးရအောင်မလားဟုမြည်တွန်တောက်တင်းမိသူမရှိပဲစိတ်ရှိသလိုပြင်းရီခွင့်ရှိသောအရာသာတခါထမင်းချက်ရမှပြင်းလျင်ပေါင်မုတ်ကိုယူတစ်မျိုးတုပ်လျက်ကော်ဖီတောက်ခါအလွယ်တကူတင်းတိမ်ပြလိုက်ခွင့်ရှိသောအရာသာလမ်းမှာအမှတ်မတင်တငယ်ချင်းဟောင်းတယောက်တလေနှင့်တွေ့ပြီးရှေးပြဟောင်းများကိုတမိတမောပြန်ပြောနားထောင်၍ပျော်ရွှင်ကျေနပ်နေသည့်အချိန်သူစိတ်ဘူးမလားဟုနောက်ဆက်မငင်ရသောလွတ်လပ်မှုအရာသာကျမသည်တယောက်တည်းနေရတာကြာသောဘဝတွင်တယောက်တည်းနေရခြင်းအရာသာကိုမမောစွာသိရှိသွားပြီးအချစ်သည်အရာရာတွင်ပြည့်စုံစေသည်ဟုသောအချက်ကိုပထမဆုံးအကြိမ်တန်တရားရှိလာပြီးအချစ်၏အသုံးဝင်မှုသည်ချွင်းချက်များရှိနေလိမ့်မည်ဟုယုံကြည်လာပြီးယခင်ကသူမရှိဘဲလောကတွင်ယက်တည်ဖို့မဖြစ်နိုင်ဟုတန်းတာကြေကွဲခဲ့လေသည်များယခုတော့လောကတွင်သူမပါလျင်လဲဘာမှမယုံလျော့ပါဘူးဟုရိုးစင်းစွာဝန်ခံခြင်းစိတ်တွေဝင်လာခဲ့ပြီးသူကျမအပေါ်ချစ်သည့်အတိုင်းစာကိုကျမသိသည်ကျမသူ့အပေါ်ချစ်သည့်အတိုင်းစာကိုလည်းသူသိသည်သို့တော်ယခုဖြစ်နေသည့်ကိစ္စကအချစ်ကိစ္စတသက်မဟုတ်ပါယခုတော့ကျမ၏နေသားတကြဖြစ်မှုကိုနောက်ထပ်နေသားတကြဖြစ်မှုတစ်မျိုးဖြင့်အစားထိုးနိုင်ဖို့ကြိုးစားရပေအောင်မည်ဒီကိစ္စလွယ်ကူမည်လားခက်ခဲမည်လားကျမမသိပါကျမခင်မွန်ပြန်လာတော့မည်ကိုကျမအပြောဖြင့်သိရသောမိတ်ဆွေတငယ်ချင်းများကကျမကိုအမျိုးမျိုးစားနောက်နေသည်ကိုစိတ်ကုံစွာပင်ကျမစူးစမ်းပြုံးနေရတော့သည်တစုံတစ်ခုကိုကာလရှည်ကြာစွာဆောင်ဆိုင်နေရသည့်ကိစ္စတွင်ထိုတစုံတစ်ခုကိုရရှိလာမှုနှင့်အလိုဆန္ဒပြေဝကျေနပ်မှုဟာအမြဲတမ်းတစ်ထက်တည်းမကျနိုင်ဘူးဟုကျမဘယ်လိုရှင်းပြတတ်ပါမလဲဒါကိုကျမဘယ်သူကိုမှထုတ်ဖော်ပြောဖို့မဖြစ်နိုင်ပါအထူးသဖြင့်ကျမကိုချစ်မြတ်နိုးသောခင်မွန်းတဲ့ကိုပြော၍မဖြစ်ပါလောလောဆယ်အရေးကြီးသည့်အချက်က3 နှစ်တာခွဲခွာနေရသောခင်မွန်းတဲ့ကိုကြိုဆိုရမည်ကြိုဆိုရာတွင်လည်း3 နှစ်တာတန်တာမှု၏ပမာဏအပြည့်အဝဖြင့်ကြိုဆိုရမည်လင်မယားနှစ်ယောက်ခွဲခွာတိုင်းဖြစ်လေဖြစ်ထားရှိသောယုတ်တိဗေဒနီအတိုင်းကြိုဆိုရမည်နှွေးထွေးမှုလှိုက်လဲမှုဝမ်းသာမှုဟင်အင်းမဟုတ်ဘူးစိတ်ကျဉ်းချက်မှုမကျေနပ်မှုရင်တွင်းခံစားချက်ဗလာဖြစ်မှုလူတစ်ယောက်သည်အရာဝတ္ထုတစ်မျိုးတည်းပေါ်မှာခံစားချက်အမျိုးမျိုးတစ်ပြိုင်တည်းဖြစ်ပေါ်တတ်ကြောင်းကျမယခုမှသိပါသည်ဆောင်းဆိုင်သူတစ်ယောက်အတွက်မျှော်လင့်သလိုဖြစ်လာတိုင်းလဲစိတ်ကျေနပ်မှုမရတတ်ပါမျှော်လင့်ထားသောအရာကိုလက်ဝယ်ရရှိခြင်းဆန္ဒပြေဝပျော်ရွှင်ခြင်းထိုနှစ်မျိုးဤအကြားမှဝက်ဖဲကတော့အချိန်ကာလပဲဖြစ်သည်ဂျူ1993ဇန်နဝါရီလကလေယာမဂ္ဂဇင်းအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီဝတ္ထုတို့လေးနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ခံစားရတဲ့ခံစားချက်ကလေးတွေကိုလည်းမျှဝေရေးသားခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်